လွယ်ကူမှလည်းမဟုတ်မှန်းသိပေမဲ့အဖေတို့အမှန်တရားကိုရှာဖို့ခြေလန်းတလန်းတော့စတင်လိုက်ပြီလေ 你看嘞，那陪着满地的苦啥呢的咯？俺嘞这月呢，咱家问那路么好处了，陪身边没。是呀，看的哩。ဒီညဟိုတယ်မှာတယောက်တည်းဆိုတော့နဒီဖော်ပြုပြရနိုင် ရတယ်ချစ်ချင်းတရားတွေကင်းမဲ့နေတဲ့ဒီအကြီးမှလည်းကျမမပြောပါဘူး对他你喽。 အစားအစာဖန်တီးတယ်ဆိုတာစေတနာပါ ဆရာခိုင်းထားတဲ့ကောင်ကျွန်တော်ရှော့လိုက်ပြီဆရာ မင်းလည်းအနေရရှိလာတယ် ဒီမောင် မကြခင်မှာအမှန်တရားတစ်ခုပေါ်ပေါက်လာလိမ့်မယ်အဲ့ဒီအမှန်တရားအပြစ်မဲ့တဲ့နှလုံးသားတွေအတွက်ပြန်ပေးစမယ်ကံကံရဲ့အကျိုး